Ladies and gentlemen, hello Mingalaba. Morning. Good morning. Good morning. Go itibidi. Pamo. Go afternoon. Go pamo. Go biscuits. ဖျားမှာကျွန်တော်ဒါmorning ကျွန်တော်အောက်မှာမော်ရီတလိပ်ဖက်စားပြီးသွားပြီ morning blade ဖက်တလိဖက်ကသူမျိုးချတာမထွေးတော့ဘူးတောင်းစားဖျားမှာမမဟုတ်တာမျိုးပါတဘာဝတည်းဖြစ်တည်လာမှုရွှေဥမင်လိုင်းဟုတ်လားဒါပင်တရတည်င်းအရာပြောရမယ်ဆိုပင်တရပေါ့နော်ရွှေဥမင်နော်ဥမင်ကဇက်တဘာဝအတိုင်းလေးပဲရှိနေတာကောင်းတယ်ချို့ဟာတွေကတဘာဝအတိုင်းလေးတည်မြဲနေတာကောင်းတယ်ချို့ဟာတွေကတဘာဝလည်းကြော်လို့ဘာမှမကောင်းတဘာဝကိုအယောင်ဆူးလို့မရဘူး တဘာဝကိုကြော်လို့ပြီးအခုဆိုဘုရားတွေပဲတင်ထားတာအဲ့ဒါကိုမကြိုက်ဘူးအဲ့ဒါကိုပြောနေကြောက်ဘူးတယ်မှာ မကြိုက်ဘူးဘူးလေ တဘာဝတိုင်းတရှိရကောင်းတယ်ဆို တဘာဝနဲ့တည်ရှိနေကြလေချို့ဟာတဘာဝကိုအယောင်ဆူးလို့မရဘူးတဘာဝအယောင်ဆူးလို့ရှိရင်တဘာဝမှာအယောင်နေဆူးထင်းသွားလို့ရှိရင်တဘာဝကြီးရဲ့ပျက်စီးခြင်းဟာအယောင်ဆူးခြင်းပဲချို့အရာလေးတွေကျတော့အယောင်ဆူးလို့ရတယ်ပေါ့ဗျာကျွန်တော်မျက်နှာကျတော့အယောင်ဆူးလို့ရတယ်ဇပင်းကြီးအယောင်ဆူးလို့ရလာတင့်တယ်ချို့ဖြစ်တည်နေမှုတွေကိုတဘာဝတန်ဖြစ်တည်နေမှုအယောင်ဆူးလိုက်ရင်အဲ့တဘာဝတန်ဖို့ကြာပါအဲ့မေးပြီဗျာပိတ်တော့ကိုကျွန်တော်မေးပြီဥမင်ကဒါဥမင်ပေါ့ဥမင်ဆိုတာလှိုင်ကောင်းသူ့ရဲ့သဘောဆိုပါဆိုဥမင်ကလို့ခေါ်တာအဲ့ဒီလှိုင်ကောင်းကြီးကိုဘယ်ခေတ်မှာဘသူတွေကနေပြီးတော့စပြီးတော့တူးဖော်ခဲ့ပါတနည်းမေးပြီ တွေ့ရှိခဲ့တာလဲ မဟုတ်တွေ့ကြည့်ခဲ့တာဘယ်သူကလဲစပြီးဒီဥမင်ကြီးကိုဒီကြောက်ဆောင်လေးကြောက်တုံးလေးဒီဥမင်ကြီးကိုဘယ်သူကလဲစတူးခဲ့တာလဲ ဟုတ်လေအဲ့ကြောင့်လည်းပြဿနာရှိတယ်ဘာလို့ဆိုတော့တဘာဝလည်းဖြစ်တာဆိုဘယ်သူမှစတူးရတော့မဟုတ်ဘူး မဟုတ်အဲ့ဒါဘာဝကြီးကိုဖြစ်အောင်အဲ့ကြောက်တုံး ဘယ်သူတွေ့တာလဲ ဘယ်သူတွေ့ရှိခဲ့တယ်ဆိုလို့ရှိရင်တွေ့ရှိတဲ့လူကအများကြီးပဲလေကိုကျွန်းမလည်းတွေ့ရင်တွေ့မှာတော့သူ့မိန်းမကိုသူရှာရင်ပွေနေဂူယူသူတွေ့သွားတာပေါ့နော်ဒါကျွန်တော်ပြည့်စုံနေတာအဲ့ဥမင်ဆိုတဲ့လှိုင်ကောင်းကြီးကိုဘယ်သူကနေစဖောက်ခဲ့ပါသလဲ တဘာဝဖြစ်နေလေ တဘာဝဖြစ်တော့အဲ့တဘာဝအတိုင်းဥမင်လှိုင်ကောင်းကြီး ဗုဒ္ဓဘာသာဝင်ဖះတရားပေါ့ဒါပဲ အဲ့တလောက် ဝေးရတယ်ဘာပြောနေလဲဒီနောက်လည်းမလာဘူးကွာ အဲ့တလောက်ညံတိန်တော့စကားပြောလို့မကောင်းအဲ့လောက်ဒီ IQ လောက်နေတော့ small IQ ပေါ့နော်ကျွန်တော်တို့ဒီ Grand Master မာစတာအိုင်ဒီမဟုတ်ဘူးတော့ မဟုတ်ဘူးဒါ small တင်းငယ်တော့ small အဲ့ဘယ်ခေတ်ဘယ်ကလာလူတွေကလှိုင်ကောင်းတွေကိုစတူးခဲ့တာလေ ကြောက်ခဲ့ ကြောက်ခေတ်လည်းမဟုတ်သေးဘူး စောက်ခဲ့ စောက်ခေတ်လည်းမဟုတ်တူခေတ်ပေါ့ဘာဖိတ်ကြောက်ခေတ်စောက်ခေတ် ကြောက်ခဲ့ရှိတော့စောက်ခဲ့လည်းရှိမှာပေါ့ အဲ့ကျွန်တော်မေးပြီကဖေးဘယ်သူကလဲစတူးပေါ်ခဲ့ပါတနည်း သူမသိလို့မေးတာ သူမသိလို့မေးတာတဲ့ ကမေးပြီခိုင်းတာများကြောင်းလုံးပေါ့နော်ကြောင်းလုံးကောင်မို့မို့ဖေးရလဲထွက်တာဖျားဖူးထွက်တာမို့ဖေးရလဲတာဖျားဖူး ဟုတ်သွားမလို့နဲ့ तू ရွယ်ချက်ရှိတယ်ဖုန်းနဲ့ तू လိုက်ရိုက်နေတာပြီးလို့ရှိရင်ဒီကရုပ်တွေကို तू ဘယ်လိုလုပ်မလဲဆိုတော့ပြီးရင်ကျွန်တော်ကပဋ္ဌာန်းဒေသနာတော်တို့24ပစ္စည်းတို့ကတ်မှာကတ်ပြီးတော့ YouTube မှာပြန်လှုပ်စားမှာ ဒါဖျား အဲ့တော့ဒီမှာအင်တာတွေလိုက်ကောက်နေ အမှန်တော့ဒါကုတူကတပည့်ငရဲတပိတ်တာဆိုအဲ့လိုဖျားနဲ့လှုပ်ရှားတာ ဟုတ်တယ် ဖျားကိုခုလုံးလို့ဒါကျွန်တော်တို့အဲ့လိုဖြစ်တယ်ကျွန်တော်တို့ပါဖို့မပါဘူးဖျားကိုကြည်ညိုပြီးတော့ကြည်ညိုတဲ့တရားတရားစိတ်နဲ့ပေါ့နော် မင်းကစောက်နေအောင်ပဲပါမယ် တယောက်ကြတော့လည်းပဲဖျားနဲ့သူနဲ့မဆိုင်သလိုပဲလေဟောတော့တက်ရချီတာကောင်းပါဘူးနော်ဒါဦးလေးကတော့ရှိပါသည် ကဲခုနကတော့ကျွန်တော်မေးတဲ့မေးခွန်းအဖေကတော့ तू မသိလို့မေးတာပါတဲ့မသိလို့မေးတာပါတဲ့ ကမေးပြီပြဖြေတော့ဟောတိတ်ကြီးကျွန်တော်ကြားဘူးလားမေးပြီတပိုင်းလိဘတူတဲ့တရား လီဗစ်တူတဲ့အတူတူနေ အမှန်ကျွန်တော်ကြားဘူးတာပြောမယ်ဗျာဒါအားလုံးသိပြီဒါမဟောတထဥမင်ကဇက်ဘယ်ခိကပေါ်လာလဲဒီမော်တရာဒီဘက်ကတော့မဟုတ်ဘူးဒီကဘာကြီးဟိုဘက်ကဘာအဝေးတော့မဟောတရာဇက်ကြီးမှာဆို၄လတိုင်းတဲ့ကြောက်တော်ကြီးထုံးဖောက်ပြီးတော့မိုင်းမောအများကြီးဥမင်ကဇက်ဆိုပြီးတော့ကဘာကျော်ဥမင်ကကြီးလှိုင်ကောင်းကြီးဖောက်ခဲ့တာမဟောတထဘုရားလားဒါကျွန်တော်ကြားဘူးဘယ်ခိလဲဆိုတော့မပြောနဲ့ဒီဘက်ကတော့ဘာလို့ပေါက်ခဲ့တယ်မသိဘူးအတွင်းလိုက်ဖောက်တိုင်းလူကတော့ရှိတယ်ဘယ်တွင်းမဆိုရင်ဖောက်တယ်
တော့ကောင်းသူတွင်းမှန်အကုန်ဖောက်တယ်မနဲ့ဆိုမတ်နေတာပဲမနဲ့ဆိုမတ်နေတာဆိုဒီကမတ်တရက်ပြီးတာနဲ့သူအဲ့လို စပြီလုံးတာ စပြီးအလုံးလုံးတာတွင်းမှန်အကုန်ဖောက်တယ်သူအဲ့လိုအဲ့ဒီအောင်လို့ မွေးမှန်တွင်းဝင်ဖြောင်းနေ ငွေမှန်ရင် တွင်းဝင်ဖြောင်း သူတွင်းမဖြောက်လဲသူကလိုက်တဲ့နေတာ သူဘယ်ဆောင်နဲ့တွန်းဝင်ပြောင်းဟိုဘဝင်ဒီဘတိုက်ဒီဘတိုက်လိုက်နေသူဘယ်ဆောင်နဲ့ ဘယ်ရောက်လာကွာ အဲကျွန်တော် comment မှာကျွန်တော်ရေးပေးခဲ့ဘယ်သူကစခဲ့တာလဲကျွန်တော်သိကြတော့ လိုင်ကောင်းဖောက်တဲ့ကိစ္စကိုဘယ်သူကစပြီးတည်ထွင်ခဲ့တာလဲဒါကိုပြောချင်တာ လိုင်ကောင်းဖောက်တာကိုပြောတာတော့ကျွန်တော်တွင်းဖောက်တဲ့ကိစ္စကိုကျွန်တော်မပြောဘူးတွင်းဖောက်တဲ့ကိစ္စကိုသိချင်တော့အနောက်ကကောင်မေးလိုက်အဲ့ကောင်ကတော့တွင်းဖောက်တဲ့ကိစ္စကအကုန်သိတယ်နော်ဒါ ရောက်လာရင်ပြောနေတာ ဒါပဲ